ကလေးငယ်လေးတွေဘာကြောင့်စီခဏခဏသွားရတာလဲဆိုတာကိုရဲ့ဒီဗီဒီယိုလေးကနေပြောပြပေးချင်ပါတယ်ဒီ comment မှန်ရှင်မှတ်ထားတာကအသက်10နှစ်ကျော်သားလေးစီခဏခဏသွားနေရတာဒီညဘက်ဆိုရင်အိတ်မရဘူးတဲ့နောက်ပြီးတော့ဒီခဏခဏထားရတာများတော့ကလေးကကောင်းနေမူလာတယ်တဲ့ဒီစေကောင်းလေးရှိရင်ညွန်ပေးပါအောင်ဆိုပြီးတော့မှတ်ထားတာလေးတွေ့လို့ပေါ့နော်ဒီကိုရဲတို့တွေဒီနေ့ခေတ်ကလေးငယ်လေးတွေကဒီအထူးသဖြင့်ဒီ ready made မုန့်တွေအရန်စားကြတယ်ပေါ့နော်နောက်ပြီးတော့ဒီ ready made ခောက်ဆွဲကြောက်တွေဆိုလို့ရှိရင်လည်းပဲနေတိုင်းလိုစားပစ်ကြတယ်လို့တစ်နေ့ကို2ထုပ်3ထုပ်စားပစ်နေကြတဲ့သူတွေလည်းရှိပါတယ်နောက်ပြီးတော့ဒီအချိုရည်တွေဆိုလို့ရှိရင်လည်းပဲတစ်နေ့ကို2ဘူး3ဘူးဒီမတိဘဲနဲ့သတိမထားမိဘဲနဲ့အမြဲလိုတောက်ဖြစ်နေကြတယ်ပေါ့နော်ဒီလိုမျိုးအလေးကျင့်နေကြမလို့ကလေးငယ်လေးတွေကဒီကြောက်ကအားနေတဲ့လက္ခဏာတွေဖြစ်တဲ့စီမြုပ်ထတာစီနက်နနာဒီစီခဏခဏသွားတာစီတဲ့သွေးပါတာဒီလိုမျိုးလက္ခဏာတွေကဇက်တိုက်လိုဖြစ်ပေါ်လာတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့ကလေးငယ်လေးတွေကို ready made ခောက်ဆွဲကြောက်တွေ ready made မုန့်တွေအချွေတွေရေခဲရည်တွေပေါ့နော်ဒီလိုမျိုးအစားအသောက်တွေကိုအထူးသတိထားပြီးတော့ရှောင်ကျဉ်ဖို့ကိုယ့်ရဲ့ဒီဗီဒီယိုလေးကနေပြောပြပေးချင်ပါတယ်ခင်ဗျာအကယ်၍ကိုကဒီအနေထိုင်စားသောက်တွေကိုတခြားလေးကူးဆိုင်ပြီးစင်ကျင်ရသားနဲ့ဒီကလေးငယ်လေးတွေကစီခဏခဏသွားတယ်စီနက်နေနဲ့စီမြုပ်တွေထားတယ်စီတဲ့သွေးပါတယ်ဒီလိုမျိုးကြောက်ကအားနေတဲ့လက္ခဏာတွေဇက်တိုက်လိုဖြစ်ပေါ်နေတယ်ဆိုလို့ရှင်တော့ဒီကိုယ့်ရဲ့စီမှာတော့ဒီဖြစ်ဆွက်စာ2မျိုးတွေလေးရှိတယ်ပေါ့နော်ဒီဖြစ်ဆွက်စာ2မျိုးတွေလေးကိုစနစ်တကျတခြားလေးတောက်ပေးမယ်ဆိုလို့ရှင်ဒီကြောက်ကအားနေတဲ့လက္ခဏာတွေကနေပြီးတော့တိတိတတ်တာကိုတက်တာလာပါလိမ့်မယ်ခင်ဗျာဒီဖြစ်ဆက်စာနှမျိုးတွေလေးကဈေးနှုန်းအနေနဲ့ကကြဒီ2,82,000ဖြစ်ပြီးတော့ဒီမှာကျင်တယ်ဆိုလို့ရှိရင်တော့ကိုရဲ့ Viber ဖုန်းနံပါတ်43208ကနေဆက်သွယ်ပြီးတော့မိုင်နေပါခင်ဗျာစိတ်အေဂျင့်ချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မျက်နှာမှာအပြုံးပန်းများပွင့်လန်းနိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်